သမီးလေးကိုမိဘရဲ့အဝေးမှာထားရမယ်ဆိုတော့သူကတူဦးဒီတော့သမီးဖြစ်တော့ကိုကတော့စိတ်ပူတာပေါ့နော်။တစ်ခါမှလည်းမခွဲဘူးတော့အမှန်တော့လည်းမလွတ်ချင်ဘူးပေါ့။နောက်သူကလည်းအခုမလွတ်လဲမိဘအနေနဲ့နောက်ထုတ်ရမှာပဲဆိုပြီးတော့ကိုယ်စိတ်ကိုပြင်ဆင်ရတာပေါ့နော်။အဲ့ဒါနဲ့သူ့မိကြည့်တော့သူကလည်းသွားမယ်ရတယ်စိတ်အားထက်တဲ့နေဆိုတော့အဲ့ဒါနဲ့လွတ်ဖြစ်သွားတာပေါ့နော်။မင်္ဂလာပါဒေါက်တာရှင်။မင်္ဂလာပါ ဒေါက်တာနာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါအောင်ရှင် ဟုတ်အန်တီနာမည်ကတော့သမီးလေးအချို့စရဲ့မိမိဒေါက်တာကြီးဦးပိုးလွင်ပါ ။ဟုတ်ကဲ့။သမီးလေးကြောင့်လည်းတစ်ချက်ပြပြပေးပါအောင်ရှင် သမီးလေးကအခုဘန်ကောက်ရဲ့ British International မှာ OSCE First Year တက်ရောက်နေတာပါ ။ဟုတ်ကဲ့ဟုတ်။ဟုတ်ကဲ့ဒေါက်တာရှင်သမီးလေးရဲ့ဒီအနာဂတ်အတွက်ပေါ့နော်အစိမ့်ပညာရေးမှာထားတဲ့အဓိကရည်မှန်းချက်ဒါမှမဟုတ်သူ့ရဲ့အိမ်မက်ကဘာဖြစ်မလဲရှင် ဟုတ်သမီးလေးရဲ့အဆင့်မြင့်ပညာရေးအတွက်ကတော့သူက medical ပတ်ဝေးကိုသွားမှာပေါ့နော်ဟိုထူးချွန်ထက်မြက်တဲ့ဆရာဝန်တရားဖြစ်ချင်တာပါ ဟုတ်ကဲ့ဒေါက်တာရှင်သမီးလေးကဘယ်လိုဖြစ်ပြီးတော့ဒီ OSSD လမ်းကြောင်းရွေးဖြစ်သွားတာလဲရှင် ဟုတ်သမီးလေးက government school ကနေ international school ကိုပြောင်းတော့ IGCSE O level တစ်နှစ်ခွဲလောက်သူကတက်လာရတဲ့အချိန်မှာအသက်က18နှစ်ကျော်ဖြစ်သွားတယ်အခါကျတော့ O level ပြီးပါဆက်လုပ်ရမလဲစဉ်းစားတော့ A level ရှိတယ် OSCE ရှိတယ် foundation ရှိတယ် A level ကျတော့2နှစ်လောက်ရမယ်အဲ့ဒါ medical ကလည်းတက်တာကနိုင်ငံတွေပေါ်မူတည်ပြီးတော့9နှစ်မဟုတ်6နှစ်ကြာတယ်ပြီးရင် house surgeon လို့ခေါ်တဲ့ internship ကလည်းနိုင်ငံတွေပေါ်မူတည်ပြီးတော့1နှစ်မဟုတ်2နှစ်ဆင်းရမယ်အဲ့ဆိုအချိန်ကြီးအများကြီးကုန်သွားမယ်အဲ့ဆိုတော့အခုအချိန်တက်တာတဲ့ OSCE က6လလောက်နဲ့ပြီးတယ်ဆိုတော့ဒီလမ်းကြောင်းကိုပြီးလိုက်တာပါ ဟုတ်ကဲ့ပါရှင်အကြောင်းထားဖြစ်မယ်လို့စဉ်းစားပြီးဆုံးဖြတ်လိုက်တဲ့ခိုင်မာလေးတဲ့အကြောင်းလေးကဘာလေးဖြစ်လဲရှင် ဟုတ်သူက O level ကို online နဲ့ပဲသင်ခဲ့တာအိမ်မှာတစ်နှစ်ခွဲလောက်ပြီးတော့တငယ်ချင်းတွေမရှိဘူးပေါ့အဲဒါကြောင့်ဒီတစ်ခေါက်ကျတော့ in person နဲ့တက်မယ်လို့သူကဆုံးဖြတ်တော့ကိုကကျောင်းနေလိုက်ရွေးရတာပေါ့ဒီရင်းနဲ့အောင်ရန်ကုန်မှာထားမယ်ပေါ့ဆိုပြီးတော့စုံစမ်းရင်းနဲ့ ANC ကိုတွေ့သွားတယ် ANC ကိုတလေးလာတော့ဘန်ကောက်မှာ BI share ဆိုတာသိရှိရတယ်အဲ့ဒါနဲ့ရွေးဖြစ်သွားတာပေါ့နော် ဟုတ်ဒေါက်တာသမီးလေးကိုလေဒီမိဘရဲ့အဝေးမှာပေါ့နော်ဘန်ကောက်မှာတယောက်တည်းအကြောင်းထားရမှာဆိုတော့ဒီအကြောင်းမထားခင်မှာအကြောင်းထားမယ်လို့ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာပေါ့နော်ဒေါက်တာအနေနဲ့ဒီအကြီးမားဆုံးသောစိုးရိမ်ပူပန်မှုတွေကဘာတွေဖြစ်မလဲရှင် သမီးလေးကိုမိဘရဲ့အဝေးမှာထားရမယ်ဆိုတော့သူကတူဦးဒီတော့သမီးဖြစ်တော့ကိုကတော့စိတ်ပူတာပေါ့နော်တစ်ခါမှလည်းမခွဲဘူးတော့အမှန်တော့လည်းမလွတ်ချင်ဘူးပေါ့နောက်သူကလည်းအခုမလွတ်လဲမိဘအနေနဲ့နောက်ထုတ်ရမှာပဲဆိုပြီးတော့ကိုယ်စိတ်ကိုပြင်ဆင်ရတာပေါ့နော်အဲ့ဒါနဲ့သူ့မိကြည့်တော့သူကလည်းသွားမယ်ရတယ်စိတ်အားထက်တဲ့နေဆိုတော့အဲ့နဲ့လွတ်ဖြစ်သွားတာပေါ့နောက်ကလေးဖေနဲ့တူတူဘန်ကောက်ကိုသွားပြီးတော့ကျောင်းကိုတေချာဒီလန်စုံနဲ့လိုက်ကြည့်ပြီးတော့စိတ်ချရလို့သဘောကျလို့ထားပစ်ခဲ့တာ ဟုတ်ကဲ့ပါရှင်ဘန်ကောက်မှာပေါ့နော်သမီးလေးရဲ့ဒီနေထိုင်ရေးလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ပြီးတော့ဒီယဉ်ကျေးမှုစနစ်အတစ်တစ်ခုမှာပေါ့နော်သူတယောက်တည်းသွားပြီးတော့စာတင်ရတာနေထိုင်တဲ့ပုံစံလေးနဲ့ပတ်သက်ပြီးတော့အထူးထွေစိတ်ပူရတာမျိုးရှိသေးလားရှင်သူကတော့အခုဘန်ကောက်မှာတငယ်ချင်းနဲ့တူတူကုန်လုံးတစ်ခုမှငှားနေရဆိုတော့အဖော်ရှိတယ်ပေါ့နော်သွားတဲ့ခါလာတဲ့အခါအကုန်လုံးတူတူပဲနောက် security လည်းရှိတော့အဆင်ပြေတယ်စားတာတောက်တာကလည်းကျောင်းကန်တင်းမှာစားရတယ်ပြီးတော့ဝယ်စားရတယ်အားရင်လည်းချက်စားရတယ်ဆိုတော့အကုန်လုံးအဆင်ပြေပါတယ်နောက်ယဉ်ကျေးမှုကလည်းတိတ်မကွာတော့ဘာမှဆိုရင်ဘူးတော့မရှိပါဘူးတချို့ဟာတွေကလည်း Google Translate နဲ့သူတို့အဆင်ပြေနေကြပါတယ်ဟုတ်အဲ့ဒီတော့ကလေအစပိုင်းမှာဒီဖြစ်ခဲ့တဲ့စိုးရိမ်မှုတွေနဲ့ဒီတန်တရားတွေပေါ့နော်ဒါတွေမိသားစုအနေနဲ့ဘယ်လိုကြော်ပြတ်ခဲ့လဲရှင်ဟုတ်စမှဖြစ်ခဲ့တဲ့အိတ်ဆိုးရိမ်မှုတွေတန်တရားတွေကကိုယ်တိုင်တကြည့်ခဲ့တယ်လင်းလာခဲ့တယ်ဒီမှာကလေးတွေအများကြီးပျော်ရွှင်ဆိုတာသွားနေကြတယ်ကိုယ်တိုင်လည်းမျက်ဝါးတက်တွင်တွေ့မြင်ရတော့စိတ်ချလက်ချထားခဲ့နိုင်ပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ဒေါက်တာ Bridge International ကိုဘယ်လိုသိခဲ့ရလဲရှင် British International ကို Facebook တို့ TikTok ကနေပြီးတော့တွေ့ရှိခဲ့တာပါဟုတ်ကဲ့ပါရှင်ဒေါက်တာအနေနဲ့ Bridge International ကိုရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းလေးပြပြပေးပါအောင်ရှင်ဟုတ်သူလေးရဲ့တငယ်ချင်းပေါ့နော်သူက ANC မှာတက်ပူတယ်အခု UK မှာ engineering နဲ့တက်နေတယ် ANC ကတက်ပူတယ်ကောင်းတယ်ဆိုပြီးတော့သူက recommend ပေးတယ်ပေါ့နော်နောက်ပြီးတော့ဆရာနဲ့ဆရာစင်မင်းထွန်းနဲ့လည်းတိုင်ပင်ဘူးတယ်သူတို့ကလည်းဒီ BI ပေါ့နော်ဘန်ကောက်မှာဆိုရင် BI ရှိတယ်အဲ့ဒါတက်ပါကောင်းတယ်ဆိုပြီးတော့ recommend ပေးလို့ဒီချက်ဖြစ်သွားတာပါဟုတ်ကဲ့ပါရှင်ဟုတ်အစောတုန်းကပြောပြခဲ့တဲ့ပေါ့နော်ဒီစိုးရိမ်ပူပန်မှုတွေပေါ့မှာပေါ့နော်ဥပမာကလေးရဲ့ဒီလုံခြုံရေးနေထိုင်ရေးပေါ့ပြီးတော့အကြောင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ Bridge International ကနေပြီးတော့ဒီတကြပံ့ပိုးကူညီခဲ့တဲ့ကိစ္စလေးတွေပြရှင်ပြောပြပေးလို့ရမှာပေါ့ဒေါက်တာအနေနဲ့ဘယ်အချက်လေးကိုသဘောအကျဆုံးဖြစ်မလဲရှင်လုံခြုံရေးကတော့ကွန်ဒိုမာနေတယ်ဆိုတော့တိတ်တော့စိတ်မပူပေါ့နော်နောက်ပြီးတော့အဲ့ကွန်ဒိုရှာဖို့ကလည်းအကြောင်းကတာဝန်ရှိတဲ့လူတွေရဲ့အေဂျင့်တွေရဲ့နောက်တမီတငယ်ချင်းမိဘတွေရဲ့အကုန်လုံးကြိုပြီးစီစဉ်ပြီးတော့ရှာထားပြီးတဲ့အတွက်အဆက်ဆက်ရအဆင်ပြေပါတယ်ဒေါက်တာအနေနဲ့ပေါ့နော်ငါသမီးလေးကိုတော့သူတို့လက်ထက်မှာစိတ်ချလို့ရပြီဆိုတော့ဒီခံစားချက်မျိုးဖြစ်ပေါ်လာတဲ့အခိုက်အတန့်လေးများရှင်မျှဝေပေးပါအောင်ရှင်ဟုတ်သမီးเจ้าကိုအတူတူသွားကြည့်ရတဲ့အခါမှာเจ้าမှာကလေးတွေအများကြီးကိုတွေ့ခဲ့ရတယ်ပြီးတော့မြန်မာကလေးတွေနဲ့ဆုပြီးတော့စတင်နေတွေ့ခဲ့ရတော့ကလေးတွေကလည်းမြန်မာ community ထဲမှာရှိတယ်ဆိုတော့ကိုကစိတ်ချလက်ချထားခဲ့နိုင်ပါတယ်သမီးလေးနဲ့ရောပုံမှန်စကားပြောဖြစ်ကြလားရှင်သမီးလေးနဲ့ပုံမှန်တစ်နေ့နှစ်ခါ
ဖုန်းပြောဖြစ်ပါတယ် ဟုတ်စကားပြောနေနဲ့ဒါမိဘတစ်ယောက်အနေနဲ့တတိထားမိတယ်ပေါ့နော်သမီးရဲ့တိုးတက်ပြောင်းလဲမှုလေးတွေရောမြင်မိလားရှင် အိမ်မှာဆိုရင်တော့အကုန်လုံးအိမ်ကလုပ်ပေးရတာပေါ့နော်အခုကျတော့သူကိုယ်တိုင်ကျတော့အကုန်လုံးထားတာရောစစရရ breakfast စားတာရောအကုန်လုံးကိုယ်တိုင်ကိုယ်ကြစီစဉ်ရတော့သူရဲ့တိုးတက်ပြောင်းလဲလာတာကို ဟုတ် တေ ကဲ့ ချာတွေ့မြင်ရပါတယ် ဟုတ်ကဲ့ရှင်ဟုတ်ဒေါက်တာသမီးလေးကလေအခုဒီ Bridge International Overseas Day Batch 3မှာပေါ့နော် scholar အများဆုံးရထားတဲ့ကျောင်းသူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီကျောင်းဘက်ကနေပြီးတော့ scholar offer လေးပြန်ကြားရတဲ့အချိန်မှာဒေါက်တာအနေနဲ့ဘယ်လိုမျိုးခံစားရလဲဝမ်းသာပီတိဖြစ်မိလဲရှင် ဟုတ်သူက scholarship အများဆုံးရတယ်လို့အကြောင်းကအကြောင်းကြားလာတော့ကိုကအရင်ဝမ်းသာတာပေါ့နော်ကလေးရဲ့စူးစမ်းမှုကိုလည်းဟိုဂုဏ်ပြည့်တယ်ဆိုတော့ဝမ်းသာတယ်ပြီးတော့မိဘအနေနဲ့လည်းတွင်ရမဲ့ဝေပမာဏပေါ့နော်အမတစ်ခုသက်တာသွားတာပေါ့နော်အဲ့အတွက်လည်းကိုဝမ်းသာတာပေါ့နော်အဲအကြောင်းအဲ့ scholarship စီစဉ်လေးတဲ့ဒီ British International ကိုကျေးဇူးများတင်ပါတယ် ဟုတ်ကဲ့ပါမိဘတစ်ယောက်အနေနဲ့ပေါ့နော်သမီးလေးမသွားခင်တော့ကနေအခုကျောင်းတက်နေတဲ့ဒီအချိန်တွေမှာခန်းစားချက်လေးဘယ်လိုရှိလဲရှင်အခုရောဘယ်လိုခံစားရလဲရှင် ဒီတောင်းမသွားခင်တော့ကတော့သွားရင်ဖြစ်ပါမလားတော့စိုးရင်ပူပန်မှုတော့ရှိတာပေါ့နော်အခုကျတော့လေသူကိုယ်တိုင်တေချာလုပ်နေတာမြင်ရတော့ကိုယ်လည်းတိုးတက်မှုရှိတာတွေ့ရတော့ထိတ်ချရတယ်ပေါ့နော်နောက်ပြီးတော့အိမ်မှာလည်းဧကန်နဲ့ထမင်းစားကန်မှာ CCTV တက်ထားတယ်တက်ထားပြီးတော့သူတို့နေထိုင်စားတောက်ပြရှင်စာဖတ်နေတယ်ပေါ့နော်တကယ်ချင်းချင်းအဲ့ဒါကိုတွေ့ရတော့ဟိုခွဲနေတယ်လို့မခံစားရဘူးအဲ့ဒါကြောင့်အလွန်ကြည့်ပါတယ် ဟုတ်ကဲ့ ။တကြီးကတော့လွမ်းမအားဘူးတဲ့သူចောင်းစာနဲ့ဒီအင်္ဂလိပ်ဆိုင်လုံးနေရတော့လွမ်းမအားဘူးလို့ပြောပါတယ် ဟုတ်ကဲ့ရှင်ဒေါက်တာရှင်မြန်မာနိုင်ငံမှာပဲကျောင်းထားရမလားပေါ့နော်ဒါမှမဟုတ်ကိုသားသမီးဘန်ကောက်မှာပဲသွားထားရမလားဆိုပြီးတော့ဝေဖန်များဖြစ်နေတဲ့ဒီမိဘတွေအတွက်ကောဒေါက်တာအနေနဲ့ဒီဘန်ကောက်မှာကိုယ်တိုင်သွားပြီးတော့ကျောင်းထားခဲ့တဲ့အတွေ့အကြုံပေါ်မှာတည်ပြီးတော့ဗာများအကြံပေးချင်ရှင်ဟုတ် ။ဟုတ်ကလေးကတော့နိုင်ငံကြီးတွေကိုမသွားခင်ပေါ့နော်။မိဘတွေနဲ့လည်းမဝေးဘူး။ကိုယ့်မိဘနိုင်ငံနဲ့လည်းတိတ်မဝေးတဲ့ဖန်ကောင်းပါပေါ့နော်။အရင်ဆုံးနေထိုင်ကြည့်ဖို့ဆိုပြီးတော့ဖန်ကောင်းလေးရွေးချယ်လုပ်ခဲ့တာပါ။ British International ကိုမိဘတွေအနေနဲ့ကျောင်းတက်ဖို့စဉ်းစားနေတဲ့လူတွေဆိုရင်တော့ရွေးချယ်သင့်ပါတယ်လို့အကြံပေးချင်ပါတယ်။ကိုယ်တိုင်လည်းတက်ကြည့်ခဲ့ပြီးတော့တကယ်စိတ်ချလို့ရွေးပြစ်သွားတာပါအကြံပေးချင်ပါတယ် ဟုတ်ကဲ့ရှင်ဟုတ်အဲ့လိုဘန်ကောက်မှာကျောင်းထားဖို့ဆုံးဖြတ်ပြီးသွားပြီဆိုတော့ဒီ Bridge International မှာရောဘယ်လိုဖြစ်လို့ဒီကျောင်းထားရမယ်ဆိုပြီးဆုံးဖြတ်ချက်ကိုချဖြစ်ခဲ့တာလဲရှင် ။ဆက်ဖတ်ကျင်တော့ရန်ကုန် AIC မှာစုံစမ်းတာပေါ့နော်။ AIC မှာစုံစမ်းရင်းနဲ့အဲ့ BI ရှိတာတည်ပြီးတော့ BI မတွားခင်မှာကျောင်းမှာ scholarship စီစဉ်ပေးတယ်။ပြေဖို့လည်းအကုန်လုံးဆောင်ရွက်ပေးတယ်။ပြီးတော့ကျောင်းအတက်ကိစ္စတွေရောအကုန်လုံးလုပ်ပေးပြီးတော့ဟိုကျောင်းမှာလည်းတက်ကြည့်ခဲ့တယ်ပေါ့နော်။တက်ကြည့်ခဲ့တော့ဒီမှာအကုန်လုံးဟိုယုံကြည်စိတ်ချပြီးတော့ညဝထထတွေ့မြင်ရတဲ့အတွက်ကြောင့်မလို့ကလေးစိတ်ချလက်ချနဲ့ထားခဲ့တာပါ ဟုတ်ကဲ့ပါရှင်ဟုတ်ဒေါက်တာရှင်သမီးလေးအတွက်ရောဗာများဒီမှာစကားလေးပြောချင်သေးလေးရှင် ။သမီးလေးကအဓိကကျမ်းမာရေးယူဆိုင်ဖို့မှာလာပါတယ်။ကျမ်းမာမှာကိုလှုပ်ချင်တဲ့ကိုရည်မှန်းချက်ပဲနိုင်ကိုကောင်းကောင်းမွန်မွန်ရမှာပေါ့နော်။အဲဒါကြောင့်ကိုရည်မှန်းချက်ပဲနိုင်ကိုဆွဲရှိရှိနဲ့အကောင်းဆုံးကြိုးစားပါလို့မှာချင်ပါတယ်။